နောက်ပြန်ကန်ချက်တောင်းဆိုတာတည်နေသွေးတွေစီကအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်ပြီးခဲ့တဲ့နိုင်ငံတကာပေးရမှာမန်ချက်စတာယူနိုက်တက်ကယ်မီဒရက်စကော့မက်ဒေါ်မီနီကလက်ဖျားခါလောက်တဲ့စွမ်းဆောင်မျိုးကိုပြသခဲ့ပါတယ်ဒေါ်မီနီကစကော့လန်ကဒိန်းမတ်ကို4-2နဲ့နိုင်ရရှိလိုက်တဲ့ပွဲစဉ်မှာအလှပဆုံးနောက်ပြန်ကန်ခြင်းနဲ့သွင်းဂိုးတကူရယူလိုက်တာဖြစ်ပါတယ်ဒီဂိုးကိုစကော့လန်နီးပြကြီးစတီကလော့ဖ်ကတော့သူမြင်ပူးသမျှထဲမှာအလှပဆုံးနောက်ပြန်ကန်ချက်လို့ချီးကျူးသွားခဲ့ပါတယ်စကော့လန်အတွက်တော့1998နောက်ပိုင်းပထမဆုံးချိန်ကမ္ဘာဗလားဝင်ခွင့်ပြန်လည်ရရှိခဲ့တာကြောင့်ဒေါ်မီနီကသမိုင်းတစ်ခုကိုရေးထိုးနိုင်ခဲ့လို့ပဲဆိုရမှာပါဒိမတ်ဖက်ကတော့ရမတ်ဝိုင်လန်နဲ့ပက်ထရစ်တော်ကူတို့သွင်းယူရရှိခဲ့ကြပေမဲ့လည်း play-off ကစားဖို့ပဲဖြစ်လာခဲ့တာပါဒီပွဲကပွဲစားကနေပွဲဆုံးထိစိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေခဲ့ပြီးတော့ထင်ရှားဆုံးကတော့ပွဲစားစာချင်း3မိနစ်မှာတင်သွင်းကိုရရှိခဲ့တဲ့ဒေါ်မီနီရဲ့နောက်ပြန်ကန်ချက်ဖြစ်ပါတယ်ဒေါ်မီနီကလေထဲကိုအမြင့်8ပေ3လမ်းမကြီးခုန်တက်လိုက်ပြီးနောက်ပြန်ကန်ချက်နဲ့ကိုသွင်းလိုက်တဲ့အခါတစ်ချိန်ကရော်နယ်ရဲ့သွင်းကိုထက်တောင်မှစံချိန်ကျော်သွားခဲ့တာပါဒီအနီဟောင်းတယောက်ဖြစ်တဲ့စေကြီးရော်နယ်ရဲ့သွင်းကိုအကြောင်းကိုပြန်နှွေးပေးရမယ်ဆိုရင်2018ဘောလုံးရာသီမှာရီယယ်နဲ့ဂျိုဗင်တက်တို့ရဲ့ချန်ပီယံလိပွဲစဉ်တုန်းကရော်နယ်ကလေထဲကို9ပေ9လက်မခုန်တက်လိုက်ပြီးလာပါရဲ့နောက်ပြန်ကန်ချက်နဲ့သွင်းကိုတကူရယူပေးခဲ့ပါတယ်အခုဒိုမီနီကဒီစံချိန်ကိုကျော်တက်နိုင်ခဲ့တာပါရော်နယ်ရဲ့မန်ချက်စတာယူနိုက်တက်စီဒုတိယချိန်ကြောပြန်အရောက်မှာဒိုမီနီနဲ့တွေ့ဆုံခဲ့ပူးပါတယ်ရော်နယ်နဲ့ဒိုမီနီတို့ကပွဲပေါင်း44ပွဲအတူတွဲကစားပူးပြီးတော့သွင်းကို2ဂိုးအတူရယူနိုင်ခဲ့ကြပါတယ်ဒိုမီနီကိုရိုင်ကတော့နာပိုလီကို2014မှာမပြောင်းရွှေ့ခင်ရတဲ့အတွက်ပွဲပေါင်း225ပွဲကစားမှာသွင်းကို29ဂိုးနဲ့ဂိုးပန်းတီမှု8ချိန်ပြုလုပ်ပေးခဲ့ပါတယ်ရိုနယ်ကတော့မန်ချက်စတာယူနိုက်တက်မှာ2ချိန်ပေါင်း346ပွဲကစားခဲ့ပြီးတော့145ဂိုးသွင်းယူပြီး82ချိန်ဖန်တီးပေးခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်ကစားမတွေကနောက်ပြန်ကန်ချက်ကောင်းတွေကိုပြုလုပ်ပြတတ်ပြီးတော့ပရိသတ်တွေမမိနိုင်တဲ့နောက်ထပ်သွင်းဂိုးကတော့ကယ်မီတွက်လေးနောက်တစ်ယောက်ဖြစ်တဲ့အီလက်ဂျန်နိုကာနာချိုရဲ့သွင်းဂိုးဖြစ်ပါတယ်အဲဒီတော့ကကာနာချိုကအသက်19နှစ်ပဲရှိသေးပြီးအေဗာတန်ကို3-0နဲ့နိုင်ရရှိခဲ့တဲ့ပွဲမှာဒီကိုဒါလော့ရဲ့ဖျက်တင်ပေးဖို့မှုကိုနောက်ပြန်ကန်ချက်နဲ့သွင်းရင်းနဲ့ပရီးမီးယားလိရဲ့တရားဒီကောင်းဆုံးသွင်းဂိုးစုရရှိသွားခဲ့ပါတယ်။မန်ယူနိုက်တက်ပရိသတ်တွေအတွက်ကြိုက်ဆုံးနောက်ပြန်ကန်ချက်ကတော့2011ခုနှစ်မှာတော့မန်ချက်စတာဒါဘီမှာမန်စီးဘက်ကိုကန်သွင်းသွားခဲ့တဲ့ဝင်းရိုနီရဲ့သွင်းဂိုးပဲဖြစ်နေမှာသိကြပါတယ်။ဒီသွင်းဂိုးကလူငယ်ကစားမလေးတွေစံထားတဲ့သွင်းဂိုးတစ်ဂိုးဖြစ်တယ်လို့ယူနိုက်တက်ပရိသတ်တွေမြေတတချီးမွမ်းနေရတဲ့သွင်းဂိုးတစ်ဂိုးလည်းဖြစ်ပါတယ်။ဒိုမီနီကပြီးခဲ့တဲ့ရာသီမှာနာပိုလီကိုပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်အသင်းအတွက်အများကြီးကြိုးပြုပေးနိုင်တဲ့ကစားမတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒိုမီနီကနာပိုလီကိုစီးရီးရဲ့ချန်ပီယံဖြစ်လာအောင်ဇွမ်းဆောင်ပေးခဲ့တယ်လို့ဒီကိုရိုင်းကလည်းစီးရီးရဲ့ကောင်းဆုံးကစားမဆုကိုရရှိခဲ့ပါတယ်။အဲဒါကြောင့်လည်းယူနိုက်တက်ကဒိုမီနီနဲ့ပတ်သက်ပြီးတော့သူတို့ချခဲ့မိတဲ့ဆုံးဖြတ်ချက်အတွက်နောက်ထပ်ရလာခဲ့ပါတယ်။ညတက်ကနီးပြတို့ပဲအမော်နီနဲ့တူအသင်းကိုပြန်လည်တည်ဆောက်နေတဲ့အချိန်မှာသူတို့ရဲ့ကယ်မီဒွယ်လေးကိုလည်းတစ်စိတ်တစ်ပိုင်းပါဝင်စေချင်နေတာဖြစ်ပါတယ်။ခက်တာကဒိုမီနီကိုပရီးမီးယားလိအသင်းတချို့ကပါစိတ်ဝင်စားနေကြပြီးနျူကာဆယ်နဲ့တော်တန်တို့ကတောင်ပါဝင်နေကြအကြောင်းစင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။အဲဒါကြောင့်ယူနိုက်တက်အနေနဲ့ဒိုမီနီကိုပြန်ခေါ်ရင်လည်းဆိုရင်တော့ပြိုင်ဘက်တွေနဲ့ရှင်ပြိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။ Coach Offside ရဲ့ဖော်ပြချက်အရဒိုမီနီကိုမန်ချက်စတာယူနိုက်တက်ဘက်ကလေးလေးနက်နက်ကိုစိတ်ဝင်စားနေပြီးပြန်လည်ခေါ်ယူချင်နေတယ်လို့နျူကာဆယ်နဲ့တော်တန်ကလည်းမျက်ခြေမပြတ်စောင့်ကြည့်နေကြအကြောင်းသိရပါတယ်။ဘာစီလိုနာကလည်းဒိုမီနီကိုသူရဲ့ကွင်းလယ်မှာတင်းလျော်ကညီမဲ့ကစားမလို့လည်းယူဆနေပါသေးတယ်။ဒိုမီနီကလာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာအသင်းပြောင်းရွှေ့ဖို့စဉ်းစားမိရင်ညတက်ကိုတကြောပြန်လာခြင်းမလားဆိုတာဆက်လက်ပြီးစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ခင်ဗျာ။